အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါစေကဲအားလုံးပဲဒါကိုလင်းရဲ့ဒုတိယလက်ကလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုကမအားလုံးပြန်လည်ပြီးတော့ဗီဒီယိုစာနဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာနော်အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲကျွန်တော်တို့တွေဥစားပထမပြောချင်တာကတော့ဗီဒီယိုလေးကိုမရစ်မကြော်ဘဲနဲ့တေချာလေးပြီးဆုံးနိုင်အောင်ကြည့်ပြီးဖို့အားလုံးကိုမြတ်တာရက်ခံပါတယ်ခင်ဗျာကဲအားလုံးပဲမင်္ဂလာပါကဲကိုလင်းရဲ့ဒါကိုလင်းကိုအခုတွေ့ပြီးမြင်ပြီဆိုရင်ဒါကိုလင်းကိုအခုတွေ့ပြီးမြင်ပြီဆိုရင် channel လေးကို subscribe မနေရသေးတဲ့သူတွေက channel လေးကို subscribe နေပြီးသားပါနေပြီးသားကိုလေးမတွေကလည်းလက်မလေးပေးလို့ရတယ်အသေးလေးတွေပေးလို့ရတယ်နော်ဟုတ်ပြီလားကဲအားလုံးပဲဥစားပထမအနေနဲ့ဗီဒီယိုလေးကိုမြင်မကြော်ဘဲတေချာလေးပြီးဆုံးနိုင်ကြည့်ပြီးဖို့အားလုံးကိုမြတ်တာရက်ခံပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲတကယ်အဖွဲ့ဝင်တွေကတော့ကိုယ့်ရဲ့အခွေလေးကိုပဲကိုလို့ရရှိတာကိုလို့ပါဒီဗုဒ္ဓဦးနေကဖောင်းသွားတယ်ပိတ်သွားတယ်ဆိုတော့เนาะအဲ့ဒါကြောင့်မလို့နတ်ဖောင်းတော့ကိုလို့ရရှိတာကိုလို့ပါအဖွဲ့ဝင်တွေเนาะကိုအခွေလေးကိုအဲ့ဒါကြောင့်မို့ဒါကဏ္ဍကြံကဏ္ဍ၄လုံးကြံတယ်ပေါ့เนาะ3 4 8 9 ၄လုံးကြံတယ်ပေါ့เนาะကဏ္ဍလေးကတော့ဒါ၄လုံးကြံတယ်ပေါ့ဗျာเนาะကဏ္ဍလေးကတော့၄လုံးကြံတယ်ပေါ့3 4 8 9ဆိုတဲ့၄လုံးကြံတယ်နော်ကဲဒါကြောင့်မို့ကျွန်တော်တို့မနက်ဖြန်ကြာတာပရင်းနေပေါ့ဗျာမနက်ဖြန်73ရက်နေပေါ့73ရက်8လပိုင်း2026ကြာတာပရင်းနေနော်ကျွန်တော်နေ့တိုင်းလေးပြောမယ်ပေါ့နော်နေ့တိုင်းလေးမပြောခင်ကျွန်တော်တို့မနက်ဖြန်ကိုကျွန်တော်ပုံစံလေးပြောင်းပေးမယ်ဗျာနော်ပုံစံလေးပြောင်းပေးမယ်ဘယ်လိုပုံစံလေးပေးမလဲဆိုတော့ကျွန်တော်ရဲ့စိတ်မာစတာကီကိုပဲကျွန်တော်ကစိတ်မာစတာကီက3လုံးရှိတယ်လေအဲ့ဒါလေးကိုကျွန်တော်တစ်လုံးစီကိုကျွန်တော်ကဏ္ဍလေး3ခွက်ကတ်ပေးမယ်နော်3ခွက်ကတ်ပေးမယ်နော်အဲ့လိုမျိုးလေးကတ်ပေးမယ်နော်ကဲအဲ့တော့ကြောင့်မလို့နော်ဝင်လာပြီဆိုတာနဲ့နော် channel ကို subscribe မနေရသေးတဲ့သူတွေက channel လေးကို subscribe နေပေးတာပါနော်ကဲကျွန်တော်ကပုံစံလေးပြောင်းပေးမယ်လာမယ့်ဘက်ကိုလည်းအဲ့လိုလေးပဲသွားမယ်ဗျာနော်ကျွန်တော်ရဲ့ဒါစိတ်မှာဝမ်းချင်းတွေပါကျွန်တော်မပြောတော့ဘူးနော်ဝမ်းချင်းတွေပါမပြောတော့ဘူးအဓိကဘယ်လိုပြောရမလဲဆိုတော့မโอเคအောင်လုပ်ရတော့မယ်နော်โอเคအောင်လုပ်ရတော့မယ်နော်အဲ့ဒါမှကျွန်တော်ရဲ့စိတ်မာစတာကြီးရတာအပတ်တိုင်းမှာအမြဲတမ်းမှန်တယ်အပတ်တိုင်းမှာအမြဲတမ်းမှန်တယ်နော်အပတ်တိုင်းမှာအမြဲတမ်းမှန်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ချစ်တဲ့သူတွေကိုကျွန်တော်ကနည်းနည်းလေးပုံစံလေးပြောင်းပြီးချမယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကမနက်ဖြန်ကြာတာဘင်းလေးကိုကျွန်တော်ရဲ့စိတ်မာစတာကီရတော့83တကီဖြစ်ပါတယ်နော်83တကီဖြစ်ပါတယ်ကဲ83တကီမှာနော်8နဲ့ပတ်သက်လာရင်3ခွက်ပြောမယ်3နဲ့ပတ်သက်လာရင်3ခွက်ကတ်ပေးမယ်1နဲ့ပတ်သက်လာရင်3ခွက်ကတ်ပေးမယ်နော်အဲ့လိုလေးဖြုတ်ကြည့်လိုက်မယ်ဗျာနော်အဲ့လိုလေးဖြုတ်ကြည့်လိုက်မယ်နော်အဲ့လိုလေးဖြုတ်ကြည့်လိုက်မယ်အဲ့လိုလေးဖြုတ်ကြည့်လိုက်မယ်ဆိုတော့နော်ကဲ8နဲ့ပတ်သက်လာရင်ကျွန်တော်ကြိုက်တဲ့ကဏ္ဍ3ခွက်ပြောမယ်3နဲ့ပတ်သက်လာရင်ကျွန်တော်ကြိုက်တဲ့ကဏ္ဍ3ခွက်ပြောမယ်1နဲ့ပတ်သက်လာရင်ကျွန်တော်ကဏ္ဍကတ်ထားတဲ့3ခွက်ပြောမယ်အဲ့လိုလေးပြောမယ်နော်ဘာလို့ဆိုတော့ကျွန်တော်ရဲ့ဒါစိတ်မာစတာကီ83တက်ကဒါအပတ်ကျွန်တော်ရဲ့စိတ်မာစတာကီကဒါအပတ်တိုင်းမှာ okay တယ်ပေါ့ဗျာနော်ဘာလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကဒီကီးလေးနဲ့ကိုကျွန်တော်တို့ကဒါအဓိကထားပြီးတော့ကျွန်တော်ကတ်ပေးခြင်းတယ်ပေါ့နော်ကတ်ပြီးတော့ပေးခြင်းတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကကပ်ပြီးပေးတဲ့နေရာမှာကျွန်တော်ကဘယ်လိုလေးလုပ်ပေးခြင်းလဲဆိုတော့ကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတွေပေါ့ကြာနိုင်ကြအားကောင်းတဲ့ဟာလေးတွေကိုကျွန်တော်ကပ်ပေးမယ်အဲ့ဒါကြောင့်မို့နော်စိတ်မာစတာကီးက83တကီကဲ8နဲ့ပတ်သက်တဲ့3ခွက်ပြောမယ်3နဲ့ပတ်သက်တဲ့3ခွက်ပြောမယ်1နဲ့ပတ်သက်တဲ့3ခွက်ပြောမယ်နော်အဲ့လိုလေးဖြုတ်ကြည့်မယ်ဗျာနော်အဓိကတော့မဖြစ်အောင်လုပ်မှာပေါ့ဟုတ်တယ်မလားမဖြစ်အောင်လုပ်မယ်နော်ဟုတ်တယ်မလားခဲဒါကြောင့်မလို့
ရှစ်နဲ့ပတ်သက်လာရင်ကျွန်တော်က80 84 8ခွန်နော်3ခွက်ရှစ်နဲ့ပတ်သက်ရင်80 84 8ခွန်3ခွက်3နဲ့ပတ်သက်ရင်3နဲ့35 3ခွန်နော်83ကိုကျွန်တော်ကဝမ်းကြီးနေလည်းမပြောတော့ဘူးကျွန်တော်ရဲ့စိတ်မာစတာကြီး83ကိုကျွန်တော်ကရှစ်နဲ့ပတ်သက်ရင်80 84 8ခွန်3နဲ့ပတ်သက်ရင်3နဲ့35 3ခွန်နော်3နဲ့ပတ်သက်တာက3နဲ့35 3ခွန်ကဲအဲ့ဒါပြီးရင်1နဲ့ပတ်သက်တာကနော်1နဲ့ပတ်သက်တာလေးပြောမယ်1နဲ့ပတ်သက်တာက13 14 19နော်1နဲ့ပတ်သက်တာက13 14 19နော်ဒါ1နဲ့ပတ်သက်တာက13 14 19 3နဲ့ပတ်သက်တာက3နဲ့35 3ခွန်8နဲ့ပတ်သက်တာက80 84 8ခွန်ကဲအဲ့ဒါပြီးရင်ကျွန်တော်အကြိုက် main တင်ကွက်နော်အဲ့ဒီမှာကျွန်တော်က8ကိုပူကြိုက်တယ်ဗျနော်8ကလေးကိုပူကြိုက်တယ်ပေါ့နော်အမှ main တင်ကွက်ထုတ်ထားတာကျွန်တော်ကကြတော့82ကဲ85ရယ်86ကဲနော်8နဲ့85တို့86တို့ဒါ main တင်ကွက်ထုတ်ထားတယ်နော်8နဲ့85 86 main တင်ကွက်နော်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ဂျာတာပရင်းတွေကိုအားလုံးပဲပိုင်ဆိုင်ကြပါသေးဒါဂျာတာပရင်းအတွက်ကျွန်တော်ပေးတာပါနော်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါခွန်းနိုင်ပါအိမ်မက်လာမကြပါသေးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါအကောင်းဆုံးကြိုးစားပေးထားတယ်နော်ဟုတ်ပြီလားနော်ကဲအားလုံးဖောင်းရရှိနေတဲ့အတွက်မလို့အပူးတွေပါထိုးခြင်းလဲဆို6ဘူးတွေပါတတိထားနော်6ဘူးတွေပါအဲ့လောက်6ကပျောက်ထားတာကိုက3-4ဘက်လောက်ပျောက်ထားဖြစ်တယ်မို့လာရင်6ဘူးတွေပါတတိထားပါအပူးမှာဆိုနော်ဟုတ်ပြီလားဟုတ်ပြီနော်โอเคကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ဂျာတာပရင်းတွေကိုအားလုံးပဲပိုင်ဆိုင်ကြပါသေးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါအားလုံးပဲတက်တာပါခွန်နိုင်ပါအိမ်မလာမကြပါသေးနော်အားလုံးပဲဒါဂျာတာပရင်းတွေအတွက်ပေါ့နော်ဟုတ်ပြီလားဒီလိုမနက်ပိုင်းကို7 နာရီ10မိနစ်ကိုဒီထဲကမဟုတ်ရင်ညနေကိုဒါပဲပြန်ထိုးဒီပုံစံလေးပဲသွားမယ်ဟုတ်ပြီလားအဲကြားထဲမှာ9 နာရီခွဲ0 2 နာရီ0မှာကဒီထက်ကကနန်းတွေကထွက်ပြီးသားဆိုရင်ဖြတ်လိုက်အဲဆိုရင်အကွက်ကရော့သွားလိမ့်မယ်နော်ဟုတ်ပြီလားနော်ကဲပုံစံလေးပြောင်းပြီးတော့ကျွန်တော်တို့ဖြုတ်ကြည့်မယ်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးတက်တာပါခွန်းနိုင်ပါအိမ်မလာမကြပါနဲ့အကောင်းဆုံးကြိုးစားပေးထားပါတယ်နော်ကိုကြိုက်တာကိုကိုလုပ်ပါဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးတက်တာပါ